စကတ်တိုဝတ်ထားတဲ့မင်းကလေးငယ်တဦးကိုရုတ်တရက်အမျိုးသားတဦးကဆေးခတ်ပြီးမိလဲသွားအောင်လုပ်လိုက်တယ်။မင်းကလေးမူးဝေနေတော့မှအမျိုးသားကသူမကိုပခုံးပေါ်ထမ်းပြီးနေအိမ်ကိုခေါ်လာခဲ့တယ်ထို့နောက်စပွဲပေါ်တင်လိုက်ပါတယ်။မင်းကလေးရဲ့ရုပ်ရည်ကချောမောလှပနေတာကိုမြင်တော့လူဆိုးကမကောင်းတဲ့စိတ်ဝင်သွားပြီးသူမရဲ့လက်နဲ့ခြေထောက်တွေကိုတုံးနှောင်လိုက်ပြီးမိဖို့ချောင်းထဲကနေဓာတ်တစ်ချောင်းသွားယူလာခဲ့တယ်။မင်းကလေးကဒီလိုခြေနေမျိုးနဲ့ရင်ဆိုင်ရပေမဲ့ဘာမှကြောက်ရွံ့ပုံမရပဲမဲ့ပြုံးတောင်ပြုံးလိုက်ပါသေးတယ်။အမျိုးသားကချင်းချောက်စကားပြောပြီးအကယ်လေးမင်းကလေးသာအလိုက်တင်မနေရင်သူ့ဆိုးမဆိုးနဲ့လို့ကြုံဝလိုက်ပါတယ်။မင်းကလေးကအတင်းဓမ္မတုတ်ပြန်ရင်လည်းအလကားပဲဆိုတာသိနေလို့အပြုံးနဲ့ပဲတုတ်ပြန်ပြီးသူမကိုကြိုက်တယ်လို့လုပ်ဖို့ခွင့်ပြုလိုက်တယ်။အမျိုးသားကဝမ်းသာအားရဖြစ်သွားပြီးဒီညတော့သူ့ဆန္ဒတွေပြေဝတော့မယ်လို့ထင်မှတ်နေခဲ့တယ်။ချက်ချင်းပဲမင်းကလေးကိုတုံးနှောင်ထားတဲ့ကြိုးတွေကိုဖြီးပေးလိုက်ပြီးသူမကိုအခန်းထဲပွေ့ခေါ်သွားခဲ့ကမကောင်းတဲ့အကြံစီအကောင့်ထဲဖော်ဖို့ပြင်ဆင်တော့တယ်။မင်းကလေးကလည်းရုန်းကန်ခြင်းမပြုခဲ့ပါဘူးပြင်းပြင်းထန်ထန်တုတ်ပြန်ရင်အခြေအနေဘိုးဆိုးသွားမှာကိုစိုးရိမ်တာကြောင့်သူမဗိုက်စာနေပြီးအားမရှိသလိုဖြစ်နေရလို့ပြောလိုက်ပါတယ်။နောက်ပိုင်းကျရင်အင်အားရှိမှမဟုတ်တဲ့အတွက်အရင်ဆုံးအတူတူထမင်းစားပြီးမှဆက်ပြောကြတာပိုကောင်းမယ်လို့ဆိုပါတယ်။နောက်တော့သူတို့နှစ်ယောက်အတူတူစားတော့ကြရင်အမျိုးသားကပန်းတိဖြော်ရည်တစ်ခွက်ကိုယူပြီးတကြိုက်တဲမောတော့လိုက်ပါတယ်တိတ်မကြခင်မှာပဲခန္ဓာကိုယ်ရဲ့ထူးခြားမှုကိုခံစားမိပြီးစပွဲပေါ်ကပန်းတိတွေကိုမြင်မှသူကိုယ်တိုင်ထောင်ချောက်မိသွားမှန်းတတိပြုမိသွားတယ်။စကားတောင်မပြောနိုင်သေးခင်မှာပဲကျမ်းပြင်ပေါ်လဲကျမင့်မျောသွားပါတော့တယ်။ဒီပန်းတိဖြော်ရည်ထဲမှာဘာထည့်လိုက်လဲဆိုတာသင်ခံမှန်းမိပါသလား